ခုမှကလူဖီရဲ့ခန္ဓာကိုယ်ရဲ့ကနေပြီးတော့ဖောတစ်ခုကိုထုတ်လိုက်ပြီးတော့ဒီဖောကြီးဟာလူဖီရဲ့ခန္ဓာကိုယ်ရဲ့ကနေပြီးတော့တံပြန်ထုတ်တဲ့နာကျင်မှုတွေဖြစ်ပြီးတော့မောပန်းညွှန်းနေမှုတွေဇိုးရဲ့စကားအတိုင်းပဲလူဖီရဲ့နာကျင်မှုတွေအားလုံးကိုဇိုးကလက်ခံရမှာဖြစ်ပြီးတော့ဒီလိုနဲ့ခုမှကအစမ်းခံကြည့်ပါအောင်လို့ပြောပြီးတော့အလုံးတစ်တစ်တစ်ခုကိုဇိုးစီကိုပစ်ပေးလိုက်ပါတယ်အဲ့ဒီအလုံးလေးဇိုးရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်သွားတဲ့ကြိုင်နဲ့ဇိုးတယောက်အတော်လေးနာကျင်မှုတွေကိုခံစားလိုက်ရပြီးတော့လဲကျသွားခဲ့ပါတယ်ဇိုးကသူ့ကိုတငယ်ချင်းနဲ့ဝေးရဲ့နေရာကိုပြောင်းဝင်ပြပါလို့ခုမှကိုတောင်းဆိုလိုက်ပါတယ်နေရာပြောင်းမိရနဲ့ဇိုးဟာဖောလုံးကြီးရဲ့ကိုသူကိုယ်တိုင်ဝင်လိုက်ပါတော့ရဲ့လူကြီးကလည်းပြန်ထလာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကနာကျင်မှုတွေမရှိတော့ဘဲအရန်ပေါ်ပါနေလို့ဒီလိုမျိုးခံစားနေရတာကဘာကြောင့်များလဲဆိုပြီးတော့ရှီမောနေခဲ့ပါတယ်လူပြိုးရင်ရှီမောနေကြရမယ်စန်တီတယောက်ကတော့အားလုံးကိုတီးရှိနေရကြမလို့နိုးလာနဲ့ဇိုးကိုတန်းရှာပါတော့ရဲ့အဲ့ဒီချိန်မှာပဲစန်တီမီလက်ရတာကတော့သူ့ရဲ့တကူလုံးမှာစီးကြနေတဲ့ဇိုးရဲ့ခန္ဓာကိုယ်နဲ့အနာပါဝန်းကျင်တကူလုံးမှာလည်းသူ့ရဲ့အပြစ်ဖြစ်နေရမှာပါဒါအောင်မြင်လိုက်ရတဲ့စန်တီကအရန်ကိုလန့်သွားခဲ့ပါတယ်ဂျန်ယာရီနာကျင်မှုရဲ့အများကြီးနဲ့ဆိုကတော့သူ့ရဲ့အများကြီးစီးကြနေရတာမှတုတ်တုတ်မလုပ်ဘူးဘာမှမဖြစ်ပါဘူးလို့ကတခုနဲ့ပြန်ပြောလိုက်ပါတယ်